ကိုမျိုးကကြားရတဲ့မင်းရှင်တို့ရေရောက်ပါပြီရှင်အလူနာနီးလို့ပေါ့နော်အလူကဒီလားကုန်ပြီး2ရက်3ရက်မှာဖတိမလို့ရှိပါတယ်အဲ့ဒါကတော့တပိုးလားပြကျော်2ရက်3ရက်အင်္ဂလိပ်လို့ဆိုရင်တော့တပိုးလားပြကျော်3ရက်4ရက်မှာဘကိုးမျိုးသူမျိုးသားတွေရောကြားရတဲ့ထမင်းရှင်တွေအကုန်ဖိတ်ပါတယ်အလူကတော့ဒီ2လပိုင်း3ရက်4ရက်နေမှာအလူလူမှာဖြစ်ပါတယ်ဥပိန်တရားမှာပါရှင်အဲ့ဒါကြောင့်မို့ပေါ့နော်ဘကိုးမျိုးကကြားရတဲ့သူတွေရောလိုက်နာကြားရတဲ့သူတွေရောအကုန်လုံးဖတိမချစ်ပေးတဲ့ထမင်းရှင်တွေအကုန်လုံးဖိတ်ပါတယ်ပဲခူးမြို့မှာမလာပြဘူးဆိုတာအလူနာနီးနေတဲ့တွက်မှုပါရှင်ခုတော့ပဲခူးမြို့မှာ2ရက်နေပါမယ်ဒီနေ့နဲ့မနေ့ဖြန်နဲ့ပါ9ရက်ကွန်ကျော်နဲ့ရှိချက်နဲ့အလူနာနီးလို့ပါရှင်ဒါတာပြေပေါ့နော်9ရက်ကွန်တနေ့ကုန်ရပါဟမ်ဖတီမမန္တလေးမှာရောင်းသမျှပစ္စည်းပဲခူးဆိုင်မှာကုန်ရပါရှင်တစ်ခါကြိုက်တော့လန်ကီနဲ့ဆိုတော့ရက်ပြတ်တာလေးပြင်တော့ကျပြန်ပြီးအကုန်စင်ပေးပါဟဲ့ဟုတ်တာ真的蛮啥玩意儿？明个阿信，妈呀，我那玩意儿，老远，对呀来。哎，姑娘吧，不过啊，他明星的吧，路哪里都不过有嘛那边咋吧？这个都不过啊，来过他明星的吧嘞，反正搞弄是吧？没什么地数了没？没吧嘞？ông这里，ông找这些的去，这拍地嘞，这都给嘞的，还有个大米。အားသုံးသားဒီလက်ဖက်ကဒါညွန့်နဲ့လေဒီတိုင်းနဲ့တာလက်ဖက်ကိုမှအသားကိုမှကြိတ်ထားဒီလက်ဖက်သားကောင်းတော့ထန်းကလေးမရှိဒါကြအမေချင်းဆက်သူကအစိမ့်ရှိရယ်ရှမ်းကောရတာရှိရယ်ရှုချက်ရတာရှိတယ်မြည်ကြည့်သူကဒါလေးကသူကလေအများကြီးပါတထုပ်ဆိုရင်လေလူအများကြီးစားလို့ရတယ်အကြာကြီးစားလို့ရတယ်အစားလို့ပိုးစင်ပြေရဒီနဲ့ဆက်တာလည်းရှိတယ်မေရှုချက်မဆက်တာရှိတယ်မေအစိမ့်ရှိတယ်ဟိုဘက်မှာအစိမ့်ဆိုတာလေးရှိတယ်ကလေးအဲ့လိုရေးထားမှဘေးလေးမှာလက်ဖက်ဆိုပြီးတော့အစိမ့်ဆိုပြီးရှိတယ်ကလေးဒီမှာဖတီလေးချစ်စရာလိုက်တာဘကိုကချစ်ရတယ်ချစ်စရာလေးဖတီလေးငါးရီကွန်ကြောပါဟေးဘယ်ရောက်နေရလဲဘကိုရောက်နေတာဘကိုမနက်ကစတော်ဘယ်ရီလာဝယ်တာမရဘူးဆိုရင်စတော်ဘယ်ရီရပြီအတုပ်လေးရပါပြီနော်ဘကိုမက်ကလေးလိုက်အောင်လိုက်တဲ့တိုင်းပိုလာပြစာရေးကြီးရတိုင်းနဲ့မျက်နှာချင်းတိုင်းပါပါရှင်ဒီမှာတရတိဆိုတာမျိုးချွတ်ချိုသည်ဆိုင်လည်းမဟုတ်ဘူး3ဆိုင်လုံးမှရတဲ့ဘကိုးဖတိမမနေ့ပြန်တနေ့ကုန်ရှိပါမယ်ဒီနေ့တနေ့ကုန်မနေ့ပြန်တနေ့ကုန်ဘကိုးမှရှိနေပါမယ်သူတို့အကျရသမီးများအကုန်စုံရှိပါတယ်ဖတိမကြာကြာနဲ့ဘကိုးဆိုင်မှာကုန်ရှင်းတယ်မြင်လာပါစတော်ဘယ်ရီချယ်ဒီပေါ့ရှင်ဒီမဲ့စတော်ဘယ်ရီပါရပါပြီလားအချင်းအခုမှရောက်တဲ့တော့ပေါ့နော်မြင်လာလို့ရပါကိုယ်တိုင်တုံရောက်နေရနော်ငါးမိုင်ရတော့မနောင်ရန်ကုန်ပြေးလိုက်မန်းလေးကနေရန်ကုန်ပြေးလိုက်ရန်ကုန်ကနေဘကိုးပြေးလိုက်နေ3ဆိုင်လုံးပတ်ရောက်နေသူလည်းသူချင်းနဲ့လောရတာဘုသဘောကြလို့တဲ့အမလို့လိုလဲရောက်လာလားလိုလဲရောက်နေအိုးကြည့်ပါဦးကြီးတော်ဝေးကြီးရွမိုက်ချက်လက်ရှိလို့ရတော့ဘကိုးဆိုင်မှာလဲရတယ်ရန်ကုန်မှာလဲရဒီအလွတ်ဆိုဒီမှာကြည့်လိုက်တာမျိုးကူလေးနဲ့ဖတီးမရဲ့အမောင်လေးနဲ့စတော်ဘယ်ရီလေးကိုတို့ပြီးစားလို့လဲရတယ်အတုပ်လေးရောက်နေအချင်းမောင်းဆောင်ဘက်မှာလည်းရှိတယ်စတော်ဘယ်ရီရတာရဟိုတလောကဖတီးမကိုယ်တိုင်ခြံကိုသိလိုက်တယ်ခြံသိပြီးခုစတော်ဘယ်ရီတီးတော့ကြတော့ကိုယ်တိုင်ဒီမှာအသီးရပါပြီဟိုတလောကခြံကိုယ်တိုင်သိနေအသီးပေါ့နော်ဒါမြေမျိုးကနေဓာတ်လိုက်အသီးပါစတော်ဘယ်ရီရပါပြီရန်ကုန်လိုင်းသားရဘူအောင်ကျော်လမ်းဘူအောင်ကျော်အင်ရရှိမှာအချင်းမောင်းဆောင်မှာစတော်ဘယ်ရီကရောက်တော့ပြီးသလိုအကိုမကလေးလည်းမကလေးမြူဝိုင်းမှာလည်းစတော်ဘယ်ရီတော့တရသီးချွတ်ချွတ်သီးတော့အကုန်ရှိပါတယ်ဥပိန်တရားနောက်ထိပ်မှာလည်းစတော်ဘယ်ရီအတုပ်တော့ဒီလိုလုံးလေးတွေလည်းရပါပြီရှင်ဒီမဲ့အိမ်ထဲမှာရက်ကြတဲ့ထက်တာဈေးကကောင်းတဲ့အတွက်မို့9000ကိုလည်းဆုံးမရောက်လို့ရပြီပါရှင်